ဖန်ကြီးကိုအားလုံးပဲမင်္ဂလာပါမာတီယဖာနန်ဒတ်ကိုလည်းကျွန်တော်တို့အသင်းကအခုဆိုလက်လွတ်လိုက်ရပြန်ပြီပြီးတော့ Manchester United ကဘုတ်အဖွဲ့ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်တို့Postco ဝေဖန်ထားတဲ့အရာလေးကိုလည်းကျွန်တော်တင်ဆက်ပေးမယ်ဒီဗီဒီယိုဒီသတင်းလေးနှစ်ပုဒ်ကိုကျွန်တော် report လုပ်ပြီးပါဆိုတော့ United ဖန်ကြီးကိုအားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ပထမဦးဆုံးကျွန်တော်တို့အသင်းရဲ့ဘုတ်အဖွဲ့ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်တို့ရဲ့ကစားသမားဟောင်းကြီးဖြစ်တဲ့ Postco ဘာတွေပြောထားလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးဆွေးနွေးကြည့်အောင်ပါ Postco ကသူဘာပြောထားလဲဆိုတော့ United ရဲ့ဘုတ်အဖွဲ့ကတဲ့အခုချိန်ထိတော့ရှုပ်ထွေးနေစေဖြစ်ပြီးတော့သူတို့တကယ်ဘာလိုချင်တယ်လဲဆိုတာကိုတည်တည်ချာမသိသေးဘူးပေါ့ဒီလိုမျိုးပြောထားတယ်သူတို့နားလဲသွားတဲ့အချိန်မှာဆိုလို့ရှိရင်တဲ့အခြားကလပ်တွေကကစားသမားကောင်းတွေအားလုံးကိုခေါ်ယူပြီးသားဖြစ်သွားလိမ့်မယ်တဲ့ဆိုတော့ဒီပြောင်းရွှေ့ပုံမှာသူသတိထားမိတာကတော့ငွေပိုပြီးတဲ့အသင်းကပဲကစားသမားကိုရရှိမယ်ဆိုပြီးတော့ဒါသူကပြောထားတယ်ပြီးလို့ရှိရင်အခုလည်းဒီအတိုင်းပဲဖြစ်သွားတာပါပဲတဲ့ဆိုတော့သူတို့တောင်းဆိုတဲ့ဈေးကိုပေးလိုက်တဲ့အသင်းကပဲရရှိသွားတာပါတဲ့ဆိုတော့ဒီမာတီယဖာနန်ဒတ်အတွက်ဘယ်သူကိုအစားထိုးမယ်ဆိုတာမသိပေမဲ့သူ့အနေနဲ့တော့ဒါမာတီယဖာနန်ဒတ်ဟာတကယ်ကောင်းတဲ့ကစားသမားဆိုတာကိုတော့သူလက်ခံပါတယ်ဆိုပြီးတော့ဒါတင်ထားပေးတာပေါ့လေဆိုတော့ဒီဗီဒီယိုမှာပြောတဲ့ပုံစံကဘာလဲဆိုတော့ကျွန်တော်တို့ Manchester United ရဲ့ဘုတ်အဖွဲ့ကကျွန်တော်တို့အသင်းအတွက်ဘာလုပ်ရမလဲဘယ်သူတွေကိုခေါ်ရမယ်ဆိုတာရှင်းရှင်းလင်းလင်းမသိဘူးဆိုတဲ့ပုံစံကိုသူပြောထားတယ်ဆိုတော့တကယ်သူတို့နားလဲတဲ့အချိန်မှာဆိုလို့ရှိရင် Manchester United အသင်းကနောက်ကျသွားပြီပေါ့သူတို့ပြောချင်တာကဆိုတော့တခြားကလပ်တွေကတော့ဒါသူတို့လိုချင်တဲ့ကစားသမားကောင်းတွေအားလုံးကိုအသီးသီးခေါ်ယူပြီးသားဖြစ်သွားလိမ့်မယ်ဆိုပြီးတော့သူကပြောထားတယ်ဆိုတော့ကျွန်တော်တို့ဒီစကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီအခုဘုတ်အဖွဲ့ရဲ့အခုဘုတ်အဖွဲ့အလုပ်လုပ်ပုံတွေကသူတို့ကဒီနာမည်ကြီးပြီးတော့ဈေးများများပေးရတဲ့ကစားသမားတွေထက်သူတို့အသင်းနဲ့လိုက်ဖက်မဲ့ talent player တွေကိုရှာတာများတယ်ဒီသားသမား talent player ပါဒါပေမဲ့ Manchester United တို့လိုအသင်းမျိုးတွေဝင်လာတဲ့အခြေအနေမှာကစားသမားကမလိုအပ်ဖက်နဲ့ပိုပြီးနာမည်ကြီးသွားတာမလိုအပ်ဖက်နဲ့ဈေးတွေပိုပြီးကြီးသွားတာမျိုးတွေဖြစ်လာတာဆိုတော့အဲ့ဒါလိုပဲအန်ဒါဆန်လည်းဒီအတိုင်းပဲဆိုတော့သူတို့အသင်းတွေကိုစီကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့အသင်းတွေကတကယ်တမ်းကြတော့ဗျာသူတို့အသင်းတွေကသူတို့ကိုယ်တိုင်ဝင်ပြီးတော့ first line player အဖြစ်ကစားကြရတဲ့အသင်းတွေကတကယ်တမ်းကျတော့ကျွန်တော်တို့အောင်မြင်မှုမရကြဘူးဆိုတော့ဒါပုံဝင်လင်းပြောတာအောင်မြင်မှုမရကြဘူးသူတို့ကိုယ်တိုင်ဝင်ပြီးတော့မှ first line player နဲ့ကစားရတဲ့အသင်းတွေမှာတကယ်တမ်းကျတော့တန်းဆင်းတဲ့အသင်းကဆင်းကြတယ်ဆိုတော့အဆင့်နှိမ့်တဲ့အသင်းကနှိမ့်သွားကြတယ်ဒီလိုမျိုးတွေဖြစ်နေတာဒီလိုအသင်းတွေမှာပါဝင်ပြီးတော့ကစားနေရတဲ့ကစားသမားတွေ talent ဆိုပြီးတော့ကျွန်တော်တို့အားလုံးကလက်ခံထားကြတယ်ပြီးလို့ရှိရင် United လိုအသင်းမျိုးကစိတ်ဝင်စားလာတဲ့အခါမှာဈေးတွေကစောက်ရမ်းနေမြင့်တက်သွားတာဆိုတော့ဒါတွေကကျွန်တော်တို့တကယ်ကောင်းတဲ့ player တွေဆိုလို့ရှိရင်တော့အသင်းတစ်သင်းကိုထမ်းနေပေးနိုင်ရမယ်ဆိုတော့ကျွန်တော်ဥပမာပြောချင်တာကဗျာကျွန်တော်တို့ Manchester United မှာဆိုရင် Bruno Fernandes လိုကစားသမားမျိုးBruno Fernandes လိုကစားသမားမျိုးကညီကိုတို့သိတဲ့အတိုင်းပဲဗျာအသင်းကဘလောက်ကြီးအခြေအနေစိုးနေပါသေးသူရအောင်ကိုလုပ်ပေးတယ်တခုခုအသင်းရဲ့game change တွေသူလုပ်ပေးနိုင်စွမ်းရှိတယ်ဒီလိုပဲအန်ဒါဆန်တို့လည်းလုပ်ပေးနိုင်တယ်ဒါပေမဲ့တခုရှိတာကသူတို့အသင်းမှာအခု Manchester United လိုမျိုးပြန်ပြီးတော့တက်လာအောင်စွမ်းဆောင်နိုင်တဲ့အခြေအနေကမရှိခဲ့ဘူးဆိုတော့ဒီကစားသမားတွေရဲ့လုံနိုင်စွမ်းကဒီလောက်ပဲလားဆိုတော့ကျွန်တော်စဉ်းစားစရာဖြစ်တယ်ဆိုတော့ထားလိုက်ပါသူပြောသလိုပဲတခြားအသင်းတွေကကစားသမားကောင်းတွေရသွားမယ် Manchester United ကသူတို့တကယ်နားလဲတဲ့အချိန်မှာတခြားအသင်းတွေကကစားသမားကောင်းတွေနဲ့အားလုံးဖြည့်ပြီးသားဖြစ်သွားပြီဆိုတော့ဒီကစားသမားတွေအတွက်ဘယ်သူတွေကိုအစားထိုးမယ်ဆိုတာမသိပေမဲ့လောလောဆယ်တော့ဒီကစားသမားတွေကအကောင်းဆုံးပဲပေါ့ဆိုလိုချင်တာကမာတီယဖာနန်ဒတ်တက်စားရင်ကျွန်တော်အနေနဲ့မြင်တာပေါ့လေ
ကျွန်တော်အနေနဲ့မြင်တာဆိုလို့ရှိရင်ချူအမန်နီတို့လိုကစားသမားမျိုးကိုမှီမလားညီကိုတို့စဉ်းစားကြည့်ဆိုကျွန်တော်လည်းစဉ်းစားကြည့်တယ်ချူအမန်နီလို player မျိုးကိုဒီကစားသမားအနေနဲ့ဘယ်လိုမှလိုက်လို့မမှီဘူးဆိုတော့သူအဆင့်ကကွာနေတယ် level ချင်းကတူကိုမတူနေဘူးဆိုတော့ချူအမန်နီကပိုကောင်းတယ်လို့ကျွန်တော်ပြောလို့လည်းရတယ်ဗျာချူအမန်နီကပို့ပြီးတော့ defense လက်ဆန်တယ်ဆိုတော့သူ့ထက်ပိုသားတယ်လို့ပြောလို့ရတယ်အတွေ့အကြုံအဖြစ်ရောအစအရာပိုသားမယ်ဒါဆိုသူ့နေရာကိုချူအမန်နီနဲ့အစားထိုးမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေသေးတယ် United အတွက်ကဒါကတစ်ပိုင်းမှာနောက်ထပ်လူငယ်လေးဖြစ်တဲ့အတွက်ကျွန်တော်တို့ဘော်ရီနဲ့ဆိုလို့ရှိရင်လည်းဘော်ရီက80တို့ဘာတို့တိုင်း80တို့ခေါ်ထားတယ်သူနဲ့တူတူလောက်ဈေးနှုန်းချင်းတူပေမဲ့ဘော်ရီရဲ့အတွေ့အကြုံကအသင်းကြီးနဲ့ကစားထားတဲ့ပွဲအတွေ့အကြုံကတော်တော်ကိုများတယ်ကျွန်တော်တို့ထင်တာအစလူငယ်လေးဆိုတဲ့အခါကျတော့ကျွန်တော်တို့တွေကတိတ်ပြီးတော့ဒီကစားသမားတွေကအတွေ့အကြုံမရှိဘူးလို့ထင်နေတာတကယ်တမ်းကျတော့မဟုတ်ဘူးဒီကစားသမားကသူ့ရဲ့အသင်းမှာလိုက်လီအသင်းမှာကိုအတွေ့အကြုံက3နှစ်လောက်ရှိနေပြီအခုချိန်ထိသူကစားခဲ့တဲ့အသင်းကြီးနဲ့ပွဲထွက်ခွင့်ရထားတာဆိုတော့ဒါကြောင့်ဒီကစားသမားကတော်တော်လေးကိုရဲလဲရဲတယ်လုံနိုင်စွမ်းလည်းရှိတယ်ကျွန်တော်တို့ဟိုလိုမျိုးကိုဘီမိုင်နူးတို့လိုမျိုးဖြစ်နေတာဆိုတော့ဒီကစားသမားကို80ဆိုရင်ကျွန်တော်စိတ်ထင်တော့အဲ့ကစားသမားက18နှစ်ပဲရှိသေးတယ်ဗျအများကြီးမျှော်လင့်လို့ရတယ်ပြီးလို့ရှိရင်လည်းနောက်ထပ်နှစ်တွေလည်းအများကြီးသူ့ကိုကျွန်တော်တို့အသင်းမှာမျှော်လင့်ခွင့်ရှိသေးတယ်ဆိုတော့ဒီကစားသမားကတော့ပို့ပြီးတော့မှအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့80ဆိုတာကတော့မြင့်တော့မြင့်နေဗျာဒါပေမဲ့ investment လုပ်တဲ့ကစားသမားတွေမှာပါတယ်ဒီထက်ပိုကောင်းလာမယ်အသင်းကိုရောက်လာလို့ဒီထက်ပိုကောင်းလာမယ်ဆိုရင်ကျွန်တော်တို့ကလာမယ့်နှစ်တွေဆိုလို့ရှိရင်ကျွန်တော်100တို့120တို့ဒီလိုမျိုးတွေဖြစ်လာမှာသေချာပေါက်ပဲဒါကျွန်တော်တို့သိပြီးတော့ဟိုပြောနေကြတော့မလို့ okay ဆိုတော့ဒါကတော့ကျွန်တော် Bosco ရဲ့သုံးသက်ချက်ကလေးကိုကျွန်တော်တို့ပြန်ပြီးတော့မှသုံးသက်ကြည့်တာပါဆိုတော့နောက်တစ်ခုကတော့ဒါမာဒီယာဖာနန်ဒက်ပေါ့လေမာဒီယာဖာနန်ဒက်ကတော့ဒါဒေးဗစ်အော်စတရိန်တို့ကအကုန်လုံးတင်ထားပြီးသားပဲကျွန်တော်ကဗီဒီယိုလောက်တာနည်းနည်းနောက်ကျတယ်နောက်ကျဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်မှသိတဲ့အတိုင်းပဲညီကိုတို့လည်းခဏခဏရှင်းပြနေရတာမောလာပြီဆိုတော့အခု Tottenham Hotspur အသင်းကဝက်ဆန်အသင်းလိုအပ်နေတဲ့ပေါင်85တန်းကိုပေးတယ်ပြီးရင်ကစားသမားကိုလည်းManchester United ထက်လောက်ကလာတာပို့ပေးပြီးတော့မှဒါရသွားတယ်ပေါ့ဆိုချင်တာကဒီသဘောပေါ့ဗျာအခုသူတို့အမကန်သူတို့ဟိုဟာတွေပေါ့အားလုံးသဘောတူညီချက်ရသွားပြီဆိုတဲ့အခြေအနေမှာ Manchester United ကတော့ဒီကစားသမားကိုလက်လွတ်ရဖို့ရှိပြီဆိုတော့သွားပြီဒါမာတီယာဖာနန်ဒက်ကိုမရတော့ဘူးဟုတ်ပြီဘယ်သူနဲ့အစားထိုးမှာလဲကျွန်တော်ဒါကိုပဲစောင့်ကြည့်ရတော့မယ်ဆိုတော့ United အနေနဲ့ပို့ပြီးတော့မှအလုပ်တွေလုပ်ရတော့မယ်ဆိုတဲ့သဘောမျိုးတက်ရောက်လာတယ်ဆိုတော့အရင်တည်းကလည်းဒီကစားသမားကိုကျွန်တော်ထင်တယ်ဗျသိပ်ပြီးအာယုံမဆိုင်ဘူးနဲ့ထင်တယ်သူတို့တကယ်လိုချင်တယ်ဆိုလို့ရှိရင်တော့ဒီကစားသမားကိုတော်တော်လေးအာယုံဆိုင်ပြီးအလုပ်လုပ်မှာပဲနောက်ကွယ်မှာ run နေတယ်နောက်ကွယ်မှာလုံနေတယ်လို့သတင်းတွေကဆက်ပြီးတော့ထွက်နေတယ်ဆိုပေမဲ့အဲ့လောက်အထိမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ဆိုတော့သူတို့အဲ့လောက်အထိအလုပ်လုပ်မနေကြဘူးပေါ့ဗျာပြောရမယ်ဆိုရင်ဒါကတော့တိတ်အဆင်ပြေမနေဘူးပေါ့ဗျာပြောချင်တာဒီအခုလောလောဆယ်မှာဆိုလို့ရှိရင်တော့ဒါမာဒီဖာနန်ဒက်ကTottenham Hotspur နဲ့ဘောတူညီမှုရသွားပြီဆိုတော့ Manchester United ကတော့ပေါင်85တန်းကိုမပေးခြင်းတဲ့ကိစ္စကြောင့်ပဲအခုဒီကစားသမားကိုလက်လွတ်ရပြီဆိုတော့ကျွန်တော်အမြင်ကတော့လက်လွတ်တာကပိုကောင်းမယ်လို့ထင်တယ်ဆိုတော့ညီကိုတို့ရောဘယ်လိုထင်လဲဆိုတော့ခုန Bosco ပြောသလိုပဲဆိုတော့ Manchester United ကသူတို့ဘာလို့ခြင်းလဲဆိုတော့ကိုမသိသေးဘူးဆိုတဲ့ဟာတော့မဖြစ်နိုင်ဘူးသူတို့မှာအခြား plan တွေအတိအကျရှိပြီးသားဖြစ်လိမ့်မယ်အဲ့ဒီအတွက်ကြောင့်ဒီကစားသမားတွေကိုမြားပြီးခေါ်နေတာဖြစ်လိမ့်မယ်ဆိုတော့ညီကိုတို့ကဘယ်လိုထင်လဲညီကိုတို့ရဲ့ထင်မြင်ယူဆချက်လေးကိုလည်း comment box မှာရေးပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ comment box မှာဝင်ပြီးတော့ဒီကောင်းတာရောမကောင်းတာမှန်တဲ့ညီကိုတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ဆုံကြမှာဗျကျေးဇူးအများကြီးတင်ပါတယ်ဗျ